ဇလန်လေးစားလိုက်ရအောင်အိမ်နီကအလုပ်ကိစ္စကြောင့်ည7 နာရီမှတိုက်ခန်းကိုပြန်ရောက်ခဲ့တယ်သူမတို့တိုက်ခန်းကဒုတိယဓမ္မပါသူမအခန်းထဲပြန်ရောက်တော့သားအငယ်ကခင်းဆိုနေပြီအကြီးကောင်က TV ကြည့်နေတယ်သူမလည်းရင်မူချိုးပြီးကလေးတွေနဲ့အိပ်ပျော်သွားခဲ့တယ်သူမတရင်နူတော့အခန်းတကားပွင့်နေပြီအခန်းထဲကတယောက်ထွက်သွားတာမြင်လိုက်တယ်သူသားလေးအပေါ်ထားသွားတာလို့ထင်လိုက်တယ်ဒါပေမဲ့ခဏကြာလို့သူနောက်လဲကြည့်လိုက်တော့သူသားလေးကသူ့ပြီးမှအိမ်မိုးချနေတာမြင်လိုက်ရတော့သူလန့်သွားတယ်ဒါနဲ့သူသားအငယ်နဲ့အတူအခန်းပြင်ထွက်ကြည့်လိုက်တယ်ဒါပေမဲ့ဘာမှမတွေ့ဘူးမနေ့ရောက်တော့တိုက်ခန်းနာကအတီကိုပြောပြလိုက်တည်တယ်အိမ်နောက်ပရီကြီးပြန်ပြီးကုသိုလ်ကောင်းမှုလေးလုပ်ပြီးအလုပ်သွားခဲ့တယ်ထူးဆန်းတာကညဘက်အလုပ်ကပြန်လာတဲ့အချိန်မှာတော့ပထမတက်ကအတော်ကြီးတွေကလီကာနာမှာပရီကြီးပြန်နေကြတာမိကြီးတော့ညက3 နာရီခွေလောက်လီကာမှာတက်လိုက်ဆင်းလိုက်လုံနေတဲ့အတန်တွေကြားနေရတော့တယ်လေမိဆွေတို့ရောမိဆွေတို့တိုက်ခန်းမှာဒါမျိုးကြုံတွေ့လာခင်ဘယ်လိုလုပ်ကြမလဲ